မင်္ဂလာပါရှင်တန်တာအိမ်ချမ်းမြေမှာကြိုဆိုပါရရှင်ယခုမိတ်ဆက်ပေးမဲ့ကွက်လေးကတော့မန္တလေးမြို့အရှိမြို့တဲ့ထွန်တုံးဖရိနယ်မှာအသင်းနေတိုက်ပါအာစီနှစ်ထပ်တိုက်ရောင်းလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကတော့နေညမပြဲလူစီကားတဲ့48လမ်းမကြီးနဲ့အနီးဆုံး114လမ်းမကြီးနဲ့အနီးဆုံးမှာရှိပါတယ်ရှင်တန်တာကျယ်လေးပေါ်မှာအသင်းနေအာစီနှစ်ထပ်လေးပါပါတယ်ရှင်ပေကျယ်လေးကတော့မျက်နှာပွင့်ပေ20နဲ့နောက်ကိုပေ60ရှိပါတယ်အလှည့်လေးရတဲ့အားလုံးကြိုက်တဲ့မြောင်းလှည့်လေးဖြစ်ပါတယ်ရှင်ပိုင်ဆိုင်မှုစာရွက်စာတမ်းလေးကတော့ခရံလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်48လမ်းမကြီးနဲ့အနီးဆုံး114လမ်းမကြီးနဲ့အနီးဆုံးမှာရှိတဲ့ဒီကွက်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့$9500ညှိနှိုင်းလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကိုစိတ်ဝင်စားရဆိုရင်တော့တန်တာအိမ်ချမ်းမြေကိုဆက်သွယ်ပေးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်